အားလုံးမင်္ဂလာပါဗျာနော်ဒါ YouTube ပေါ်ကမိတ်ဆွေများကိုကျွန်တော်ပြောပြအောင်မနေ့တနေ့မှရောက်လာတဲ့ဆရာတယောက်ကသူတို့ကိုသူတို့တော်လာပြီလို့ထင်လို့ရှင်သူတို့ကိုသူတို့ဘယ်လိုပြောရမလဲဆိုတော့ဆရာတသူလို့အောင်းမိထားလို့ရှင်အဲ့လူတွေကကြံတဲ့လူပြောစပါပြောတဲ့စကားဘာမှမဝင်တော့အဲ့လိုမျိုးဖြစ်တယ်နော်အဲ့ဆရာတွေဆိုတဲ့လူတွေကိုကျွန်တော်ပြောပြချင်တာနေမှာဒီစိုင်မျိုးတွေဒီစိုင်မျိုးတွေရောဒီစိုင်မျိုးတွေရောသူတို့သုံးသက်တက်လားလို့မေးကြည့်လိုက်အောင်ခင်ကောင်းကျယ်လို့ပြောခြင်းမဟုတ်ဘူးပြောကမခံရင်လို့တော့ကောက်ပြောလိုက်တာဒီစိုင်မျိုးတွေနော်ဒါအဲ့ဆိုင်ကကျွန်တော်ကရှေးဝေးမပြချင်လို့မလို့ကျွန်တော်ကဒါမျိုးတွေရောရလားလို့သူတို့ဆရာကြီးလို့ထင်ထားတဲ့လူတွေကျုပ်ခံမြင်လို့ပါဘာကြောင့်လဲဆိုတော့အဲ့လူတွေဘလောက်ထိတော်တက်နေဘလောက်ထိကျွမ်းနေရတော့ဘဝမှာသိလားဒီရဲ့တင်ချဗေဒတွေကအများကြီးတယ်သူတို့ဘာမှမသိပဲနဲ့စောက်ဖင်ကောင်းတွေလိုက်ကျင်နေတာကိုရီးယားဖုံးဆက်လိုက်လို့ရှိရင်အော်ကိုကဖုံးမိတောင်ကုန်သေးဗျာစောက်ကြောမတည့်ဘူးဘလက်လက်ထဲထည့်ထားတာနဲ့ဘာနဲ့ကြောအဲ့အကြောင်းမလို့ line မို့ထည့်ပြောတာတို့ဘယ်လောက်ထိကျွမ်းနေရတော့လို့မေးလိုက်အောင်မယ်ဘယ်လောက်ထိကျွမ်းနေရဘယ်လောက်ထိကျွမ်းနေရတာကဲတို့တော်ကျွမ်းနေရလားကဲတို့တော်ကျွမ်းနေရလားကဲစောက်ကြောမတည့်လို့မလို့ပြောပြလိုက်အောင်မယ်အဲ့ဆရာတွေကိုစောက်ပင်ကောင်းတွေလိုက်ကြတယ်ဒါပေမဲ့မဟုတ်ဘူးကျွန်တော်တို့ကကြတော့သုံးသက်တဲ့လူတယောက်ဖြစ်နေလို့မို့လို့ကိုသီးသလောက်ကိုပြောပြတာတကယ်တော့ကိုကျွမ်းလို့မဟုတ်ဘူးတယောက်တိုင်ပင်နှင်းနှောရင်လို့ပြောချင်းအဲ့ဒါကိုလိုက်လျှောက်ပြီးတော့ဆရာတွေကဆရာကုံမောင်းနေမနေ့တနေ့မှခွေးတို့ဘက်ကတက်လာတဲ့လူတွေကတော့မျောလိုက်ခြင်းဘူးပေါ့အဲ့လိုမျိုးပြောချင်တာဒီမှာဒီစာအုပ်တွေကဒီစာရွက်တွေကအလကားမဟုတ်ဘူးဒီဟာတွေကဒီရွက်တစ်ထောင်ပေးရတာဒီမှာဒါတွေကဒီရွက်တစ်ထောင်ပေးရတဲ့ဇလန်းတွေခင်ကောင်းကျယ်တဲ့ဆရာတွေကိုပြောပြချင်တာဒါဒီရွက်တစ်ထောင်ပေးရတဲ့ဇလန်းတွေဒါတွေကလကားမဟုတ်ဘူးသိလားစိုက်နေတာကောင်းခဲ့ပြီမအောင်ခဲ့တာပဲရှိလာတာမို့လို့ပြောချင်တာခင်ကောင်းကျယ်လို့အဲ့ဆရာတွေကို